စိုက်ကရပေါ့စိုက်ကားကိုဖြော်ရမယ်ဆိုရင်ကျွန်တော်ကွန်ညက်လုပ်မယ်ပေါ့နော်သူကကွန်ညက် base ကောက်သေးဖြစ်တယ်ကွန်ညက်ရှိရမယ် oil ကွာ control ရှိရမယ် line ရှိရမယ်နော်ကျွန်တော်မှာတော့ကွန်ညက်မရှိလို့ကျွန်တော် brandy နဲ့ဖြော်မယ်ပေါ့နော်စိုက်ကားကို brandy နဲ့ဖြော်မယ်တော့ brandy နဲ့ကွန်ညက်နဲ့ကဘယ်လိုကွာခြားလဲဆိုရင်ကွန်ညက်ကကြတော့ကွန်ညက် data မှာထွက်တဲ့စပစ်တီးနဲ့ wine စိမ်ပြီးတော့မှအရက်ချက်ထားတာမို့လို့ကွန်ညက်လို့ခေါ်တယ်ပေါ့နော်စပစ်တီးကို wine စိမ်ပြီးတော့အရက်ချက်တဲ့ဟာတွေအကုန်လုံးက brandy ပဲဘယ်နိုင်ငံမှာပဲချက် wine ကနေပြီးတော့အရက်ချက်တာကို brandy လို့ခေါ်တယ်ဒီကွန်ညက် data ထွက်တဲ့စပစ်တီးနဲ့ wine စိမ်ပြီးတော့ချက်တာမို့လို့သူကွန်ညက်လို့ခေါ်တယ်ဆိုတော့ဘယ်လိုကွာခြားလဲဆိုရင်ဥပမာ sparkling wine နဲ့ champagne နဲ့ကွာတယ်လို့ပဲသူကအကုန်လုံးကတော့ sparkling wine တွေပဲဒါပေမဲ့ champagne data ထွက်တဲ့ sparkling wine ကို champagne လို့ခေါ်တယ်လို့ပဲအကုန်လုံးက brandy တွေပဲ cognac data ထွက်တဲ့ brandy ကိုပဲ cognac လို့ခေါ်တာပေါ့နော်အဲဆိုရင်ကျွန်တော်က cognac မရှိတော့ဒီ brandy နဲ့ဖြော်ပြမယ်နော်အဲဆိုရင်စိုက်ကားဆိုတော့စိုက်ကားကိုဘယ်လိုပုံစံဖြော်ခြင်းလဲကိုဖြော်ခြင်းတဲ့ style လေးတွေနဲ့ဖြော်လို့ရပါတယ်ကျွန်တော်တို့ဒီ sweet and smooth ပုံစံလေးဖြော်ပြပါမယ်ဆိုတော့okay brandy 45 oil က control မရှိရင်လည်းကျွန်တော်တို့ travel set တွေသုံးလို့ရပါတယ်ဆိုတော့သူ့ကိုကျွန်တော်25လောက်သုံးပါမယ်ဆိုတော့ကျွန်တော်အချို separate မထည့်ဘူးဆိုတော့ကျွန်တော်25လောက်သုံးပါမယ် okay ပြီးတော့ lime juice lime ကကြတော့15လောက်ပဲသုံးပါမယ်separate မထည့်ပါဘူးlime okay ဆိုရင်စိုက်ကတစ်ခွက်ရပါပြီဒါကကြတော့ sweet and smooth style ဖြစ်ပြီးတော့ကျွန်တော်တို့ဒီ strong ဖြစ်တဲ့လူတွေအတွက် strong classic style လည်းဖြော်လို့ရပါသေးတယ်ဆိုတော့မြည်ကြည့်အောင်နော် cheers